သားသမီးတွေကိုဒုက္ခပေးတဲ့မိဘသုံးမျိုးမိဘဆိုတာသားသမီးတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ကျေးဇူးရှင်တွေဆိုပေမယ့်တချို့မိဘတွေကတော့သားသမီးတွေပေါ်ဖိအားတွေပေးပြီးတစ်သက်လုံးစိတ်ဆင်းရဲအောင်လုပ်တတ်ကြပါသေးတယ်။သားသမီးတွေကိုဒုက္ခပေးတဲ့မိဘတွေဆိုတာကတော့နံပါတ်1ချုပ်ချယ်လွန်တဲ့မိဘငယ်ရွယ်စဉ်ကလေးဘဝတွေကသားသမီးတွေကိုစိတ်ပူလို့ပါဆိုရဲကြောင်းပြချက်နဲ့ဟိုမတော်နဲ့ဒီမလာနဲ့ဆိုပြီးချုပ်ချယ်တဲ့စင်ကနေသားသမီးတွေကြီးပြင်းလာတော့လေလွတ်လပ်ခွင့်မပေးပဲသားသမီးတွေရဲ့ဘဝတိုးတက်မှုကိုပိတ်ပင်နေတဲ့မိဘမျိုးတွေပေါ့သူတို့ကချစ်လို့ဆိုတာတန်အတ္တကြီးရဲ့စိတ်ကြောင့်ချုပ်ချယ်နေတာပါငါသားသမီးတွေကငါတို့ထက်ပိုတော်သွားရင်ငါတို့လူရမသွင်းတော့ဘူးဆိုရင်သူတို့ရဲ့တလွဲကြောက်စိတ်ကြောင့်သားသမီးတွေတိုးတက်မှာကိုမလိုလားကြဘူးသားသမီးတွေရဲ့လွတ်လပ်ခွင့်ကိုပိတ်ထားကြတယ်နံပါတ်2မိဘဖြစ်ဖို့မထိုက်တန်တဲ့မိဘဖြစ်ဖို့မထိုက်တန်မှုဆိုရင်လူတွေကတော့သားသမီးကိုကြမ်းဖက်နှိပ်စက်ရိုက်နှက်ပြီးအာဏာရှင်လိုအုပ်ချုပ်ခြင်းတဲ့မိဘတွေပါနံပါတ်3စိတ်ဒုက္ခပေးတဲ့မိဘဒီလိုမိဘမျိုးတွေကြတော့သားသမီးကရှာဖွေစုဆောင်းထားသမျှကိုဖြုံတိပစ်တာလောင်ကစားလုပ်ပစ်တာသားသမီးတွေပေါ်ကြတော့လေမိဘတောင်းဝင်မကြည့်ပဲကျင်ကျင်နာနာနွေးနွေးထွေးထွေးမရှိတဲ့မိဘတွေကိုပြောတာပါသူတို့ကအပေါ်ကမိဘတွေလို့သားသမီးကိုရိုက်နေတာချုပ်ချယ်တာမျိုးမရှိပေမဲ့လေစိတ်ဒုက္ခပေးတဲ့မိဘတွေပေါ့မိဘတွေအနေနဲ့သားသမီးတွေပေါ်မှာနင်တို့ငါတို့ကကျွေးမွေးဆောင်ရှောက်ပေးခဲ့လို့လူဖြစ်တာဆိုပြီးငါခိုင်းတဲ့အတိုင်းလုံးငါပြောတာမှအမှန်ငါနှိပ်စက်သမျှနင်တို့ငြိမ်ခံနေရမယ်လို့မတွေးကြပါနဲ့တကယ်တော့ဒီသားသမီးတွေကလည်းသူတို့မွေးဖွားပေးဖို့မတောင်းဆိုခဲ့ကြပါဘူး